Premier League 34အာဆင်နယ်နဲ့နယူကာဆယ်အခုဆိုရင်ပြိုင်ဆိုင်မှုကပြင်းထန်လာပြီးမန်စီးတီးကအာဆင်နယ်နဲ့အတူပွဲစဉ်33ကစားပြီးချိန်မှာဆိုရင်တော့ရမှတ်80နဲ့အဆင့်1နေရာကိုဂိုးခွာချက်ရဲ့အသာနဲ့ဥဆောင်ထားပြီးဒီအတွက်ကြောင့်ကျွန်တော်တို့အာဆင်နယ်အသင်းကလက်ကျန်၅ပွဲကိုဘိုလူဘတ်တစ်ဖွဲအနိုင်ကစားဖို့လိုအပ်လာပြီးအနိုင်ကစားဖို့လိုအပ်လာတဲ့အပြင်ကိုမှဂိုးလည်းများများသွင်းဖို့လိုအပ်လာတယ်အခုဆိုရင်ကျွန်တော်တို့အာဆင်နယ်ခံစစ်ကယာဒီအစတုန်းကလိုမျိုးမဟုတ်နေတော့ဘူးယာဒီအစတုန်းကဆိုရင်ပွဲစဉ်တစ်ပွဲကစားမယ်ဆိုရင်ဂိုးတကိုးပေးရဖို့နေတတရှုံ target တစ်ချိန်တော့မှမပေးရဘဲနဲ့တခြားအသင်းတွေလက်ပြန်သွားတဲ့တာတကားတွေရှိခဲ့တယ်အခုအနေထားမှာတော့အာဆင်နယ်ရဲ့ခံစစ်ကအရင်လိုခြေစွမ်းခြေစားတွေဟုတ်မနေတော့ဘူးပွဲစဉ်30အသစ်ကစားပြီးချိန်တုန်းကဆိုရင်အာဆင်နယ်အသင်းကရှုံးပွဲ3ပွဲပဲကြုံတွေ့ထားရတယ်ရှုံးပွဲ3ပွဲမှာဆိုရင်အက်စတိုမီလာကိုရှုံးတယ်မန်ချက်စတာယူနိုက်တက်ကိုရှုံးတယ်လီဗာပူးကိုရှုံးတယ်ဒါပွဲစဉ်31ကစားပြီးချိန်မှာ3ပွဲလေးပဲရှုံးခဲ့တာခုပွဲစဉ်33ကစားပြီးချိန်မှာဆိုရင်နောက်ဆုံးကစားခဲ့တဲ့2ပွဲမှာဆိုရင်မန်စီးတီးကိုရှုံးတယ်ဘုံမောက်ကိုရှုံးတယ်ဘက်တူဘက်2ပွဲစတိုက်ကိုရှုံးနေတယ်ဒီလိုမျိုးတွေဖြစ်လာတဲ့အတွက်ကြောင့်မန်စီးတီးကအာဆင်နယ်ရဲ့အထက်အဆင့်1ကိုရောက်ရှိသွားပြီယာဒီအစတုန်းကဆိုရင်ကျွန်တော်တို့ဖန်ကြီးအကိုတွေချယ်ဆီဖန်တို့လီဗာပူးဖန်တို့မန်ချက်စတာယူနိုက်တက်ဖန်တို့အကုန်လုံးပြောကြတယ်ဒီနှစ်ကတော့အာဆင်နယ်အသင်းပဲဖလားရမယ်ပရီးမီးယားကြီးဖလားကိုအာဆင်နယ်အသင်းပဲရောက်ရှိသွားမယ်ကျွန်တော်နဲ့ခင်တဲ့မန်ချက်စတာယူနိုက်တက်ဖန်ညီလေးတယောက်ရှိတယ်အဲ့ညီလေးဆိုရင်ကျွန်တော်တို့ယာဒီအစတုန်းကဆိုရင်ယာဒီအလယ်မှာတော့ဆိုရင်ဒီနှစ်ကတော့ကိုကြီးတို့အာဆင်နယ်အသင်းပဲပရီးမီးယားကြီးဖလားကိုပဲရမှာဒီနှစ်ကလီဗာပူးလည်းခြေစွမ်းမကောင်းဘူးမန်ချက်စတာစီးတီးရဲ့ခြေစွမ်းမကောင်းဘူးဒီလိုကြောင့်အာဆင်နယ်ပဲရမယ်မနေ့ကဆိုရင်မန်ချက်စတာယူနိုက်တက်ဖန်ညီလေးနဲ့ကျွန်တော်တွေ့ခဲ့တယ်ညီလေးအကိုတို့အာဆင်နယ်အသင်းဒီနေ့ဖလားရတယ်အကိုကြီးဒီနေ့တော့အကိုတို့အာဆင်နယ်အသင်းဖလားရဖို့မသေးကြတော့ဘူးအဲ့လိုမျိုးတွေလူတွေအကုန်လုံးကပြောလာနေပြီဒီလိုမျိုးတွေပြောလာတယ်ဒီလိုမျိုးတွေဖြစ်လာတာကကျွန်တော်အသင်းရဲ့ winning mentality ကြောင့်လားဒါမှမဟုတ်နီးပြအာတီတာကြောင့်လားကစားသမားတွေကြောင့်လားကစားသမားတွေကြောင့်ဆိုရင်ဒီနေ့ transfer မှာကစားသမားတွေအင်အားဖြည့်တင်းတာကြောက်ဖို့လမ်းဖို့တောင်ကောင်းတယ်ကျွန်တော်ရဲ့အာဆင်နယ်အသင်းကိုအားပေးလာတဲ့ညမှာဒီလိုမျိုးအင်အားဖြည့်တင်းမှုမြင်အောင်မမြင်ခဲ့ဘူးဂိုးသမားနေရာမှာဆိုရင်ကီပါကိုဖြစ်တင်းထားတယ်ဘုံမောက်ကခြေစွမ်းခြေစားကောင်းပြီးတော့တကယ်ကိုလက်စွမ်းကောင်းတဲ့ဂိုးသမားကိုကီပါကိုဖြစ်ထားတယ်ခံစစ်မှာဆိုရင်မော့စကွဲယာလည်းပေါင်တန်း30ပေးရတယ်ဆိုမှတကယ်ကိုကောင်းတဲ့ကစားသမားဖြစ်တယ်နောက်ထပ်တစ်ယောက်ဟင်ကာဘေဆိုရင်လေဗာကူစင်တင်းမှာတော်တော်လေးကိုကြမ်းတဲ့ကစားသမားဖြစ်တယ်ဒီလိုကြမ်းတဲ့ကစားသမားမျိုးကိုအင်အားဖြစ်တင်းလိုက်တယ်နောက်ထပ်တစ်ယောက်မာဒိုဂီဆိုရင်ချယ်ဆီကနေပြီးခေါ်လိုက်တယ်ဒါမာဒိုဂီဆိုရင်သူ့ရဲ့ driving skill တွေသူ့ရဲ့တူးချင်း1%တိတ်ကွန်တွေအရန်ကောင်းတယ်နောက်ထပ်တစ်ယောက်အဆေဆိုရင် Crystal Palace မှာသူဘာကောင်လဲသူဘယ်လိုလူစားမျိုးလဲသူကအေးရ box တဲမှာဘယ်လောက်ထိအောင်ကြောက်စရာကောင်းတဲ့ကစားသမားမျိုးလဲဆိုတာကိုသက်သေပြပြီးတဲ့ကစားသမားတစ်ယောက်ဖြစ်တယ် Rogers ကတော့ပြောနေစရာမလိုဘူးမနစ်ကတော့ဆိုရင်ဒီဥရောပတစ်ခွင်မှာအရန်ကိုတိုက်စစ်မှုစွိုင်းနေအရန်ကြမ်းခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဒီလိုကြမ်းပေရမ်းပေကစားသမားတွေကိုခေါ်ခဲ့တဲ့အတွဲကြောင့်အာဆင်နယ်အသင်းရဲ့ transfer မှာတော့အပြစ်ပြောစရာတစ်ချက်မှမရှိဘူးအသင်းပရိသတ်တွေကအာဆင်နယ်အသင်းကိုယုံကြည်နဲ့အားပေးလာခဲ့တဲ့အတွက်ကြောင့်လည်းအသင်းပရိသတ်တွေလည်းပြောစရာမလိုဘူးဒါဆိုရင်ကစားသမားတွေကြောင့်လားအာတီတာကြောင့်လားအဓိကတရခံကတော့ကျွန်တော်ပြောချင်တာအာတီတာကြောင့်ပဲဘာလို့ဆိုရင်ဒီလိုကစားသမားတွေခေါ်ခိုင်းတာဒီကစားကွက်ဒီ system ဒီနီးပြူအားအနေနဲ့တိဆောက်ထားတာကအာတီတာကြောင့်ပဲဒီစန္နာဖူးဘက်ကစားသမားတွေမော့စကွဲယာတို့တင်ဘာတို့ဟင်ကာဘေတို့ကလာဖရီယိုတို့ဒီကစားသမားတွေကသူတို့အရင်တော့အသင်းမှာဆိုရင်သူတို့ကစန္နာဘက်ကစားခဲ့တဲ့ကစားသမားတွေဖြစ်တယ်ဒါကိုနီးပြအာတီတာကကစားသမားတွေကဘာစတိုင်းဖြစ်တဲ့နေရာဆုံးကစားနိုင်တယ်ဆိုပြီးတော့ဖူးဘက်အဖြစ်အသွင်ဆောင်ခဲ့တယ်ဖူးဘက်ပြီးအသွင်ဆောင်တော့လေကျွန်တော်တို့တိုက်စစ်ကိုလိုက်ပါနိုင်ဆိုင်စွမ်းရည်ကောင်းလားဆိုတော့အရင်မကောင်းဘူးဒီဟာတွေမှာဘယ်လိုမျိုးသက်သေပြနေလဲဆိုတော့ကျွန်တော်တို့ဒီအာဆင်နယ်အသင်းဂိုးရရှိမှုတွေရုန်းကန်နေရတယ်ဒီလိုရုန်းကန်နေရတာနီးပြအာတီတာရဲ့တိဆောက်ထားတဲ့ system တွေကြောင့်ဒီနီးပြူအားတွေကြောင့်ဖြစ်တယ်အစင်းဆိုရင်သူ Crystal Palace မှာသူကစားနေကြအတိုင်းလွတ်လပ်နဲ့ကစားခွင့်မရတော့ဘူးကစားပုံချုပ်တီးပြီးတော့သူ့ရဲ့ formula သူ့ရဲ့ system ထဲမှာကစားနေရတယ်ကစားသမားတွေကဒူးတယောက်နဲ့မတူတော့ဘဲနဲ့ robot တို့ဖြစ်နေပြီဒီအတွက်ကြောင့်နီးပြအာတီတာကကစားသမားတွေကိုနည်းနည်းလေးတော့လွတ်လပ်လေးနဲ့စိတ်လွတ်လပ်ပေါ်ပါဆောင်နဲ့ကစားခိုင်းတင်တယ်လို့ကျွန်တော်မြင်တယ်နောက်တစ်ချက်ကပက်ကွာလီလိုကဘာပြောလဲဆိုတော့အသင်းကအနိုင်ရရှိဖို့ဆိုရင်ကံကောင်းမှုလည်းလိုအပ်တယ်
ကန်ကောင်းမယ်ဆိုရင်အလုပ်လည်းများများလုပ်ဖို့လိုရတယ်ဒီလိုချိန်မှာဆိုရင် chance create တွေလည်းရရှိဖို့လိုအပ်တယ် chance တွေဆိုရင်အနည်းဆုံးပွဲစဉ်တစ်ပွဲမှာဆိုရင်28ချိန်လောက်တော့ရရှိဖို့လိုအပ်တယ်အဲ့တော့ဒီ28ချိန်မှာကျွန်တော်တို့ရဲ့တိုက်စစ်ကစားသမားတွေဘယ်လောက်ထိအောင် clinical ဖြစ်ပြီးတော့ goal သွင်းမလဲကွင်းလယ်ကစားသမားတွေ clinical ဖြစ် goal သွင်းမလဲခန်းစကသမားတွေရတယ်ဒီ set piece ကနေ goal တွေသွင်းမလဲဒီ28ချိန် chance 28ချိန်ကနေပြီးတော့ပဲကျွန်တော်တို့အခွင့်အရေးတွေဘယ်လောက်ရမလဲဒီအပေါ်မှာကျွန်တော်ကန်အောင်မူတည်ပြီးတော့ကျွန်တော်အသင်းကအနိုင်ရရှိတာမျိုးဖြစ်တယ်ဒါကိုနီးပြအာတီတာနားလည်ဖို့လိုအပ်တယ်နီးပြအာတီတာက set piece ကနေပဲ goal သွင်းတယ်ဘလို့ပဲ goal သွင်း goal ရပြီဆိုရင်သူကပိတ်ကစားခြင်းနေပြီခံစစ်ကိုလုံအောင်ကစားခြင်းနေပြီထပ်ပြီးတော့တိုက်စစ်ဆင်ပြီးတော့ goal တွေရရှိအောင်စွန့်စားမှုတွေမလုပ်ချင်တော့ဘူးအနိုင်လေးကိုပဲထိန်းပြီးတော့ကစားတယ်အနိုင်လေးကိုထိန်းပြီးတော့ကစားတဲ့အချိန်မှာမိနစ်80 85မိနစ်မှာတခြားအသင်းကဖိလာပြီးတော့တိုက်စစ်ဆင်လာပြီးတော့အာဆင်နယ်အသင်းကိုဂိုးတွေရခဲ့တယ်1-1တွေ2-2တွေတည်ရချခဲ့တဲ့တာရကားတွေရှိတယ်တခါတည်းကျရင်1-2နဲ့ရှုံးပြီးတော့မှဖြစ်သွားတဲ့တာရကားတွေရှိတယ်ဒီအတွက်ကြောင့်နောက်လာမဲ့ပွဲစဉ်တွေမှာကျွန်တော်အသင်းကတကိုးလေးရပြီဆိုရင်ထိန်းပြီးတော့ပွဲစဉ်ကိုအနိုင်ရရှိအောင်ကစားလို့မရတော့ဘူးဘာလို့ဆိုအာဆင်နယ်ရဲ့ခံဆက်ကလည်းအရင်လိုခြေစွမ်းခြေစကောင်းမွန်တဲ့အနေအထားမျိုးမရှိနေတော့ဘူးဂါဘရီယယ်မကာဟေးဆိုမန်စီးတီးနဲ့ပွဲမှာဆိုရင်ကျွန်တော်တို့ကလက်ကျန်ကစားသမားဖြစ်တဲ့တီယာရီဟွန်နယ်လီကဘာပြောလဲဆိုတော့ဂါဘရီယယ်မကာဟေးကဒီပွဲမှာအာဆင်နယ်နဲ့မန်စီးတီးနဲ့ကစားနေတဲ့ကစားပွဲလိုမျိုးသူကမမြင်တော့ဘဲနဲ့ဟာလန်နဲ့ဂါဘရီယယ်မကာဟေးနဲ့ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ပွဲမျိုးအသွင်ကိုသူဆောင်ပြီးတော့သူ့ရဲ့စိတ်ခံစားချက် emotional တွေများတယ်စိတ်ခံစားချက်တွေအယမ်းများပြီးတော့ဒီပွဲမှာဆိုရင်ဟာလန်ကိုပဲသူကဘလို့တွန်းထိုးရမယ်ဘလို့အင်ဂျင်တွေဆွဲရမယ်ဘလို့မျိုးတွေခေါင်းတွေတိုက်ရမယ်ဒီလိုအနိုင်ယူဖို့ပဲစဉ်းစားတယ်ပွဲစဉ်တစ်ခုကိုသူကဘလို့မျိုးနဲ့ concentrate ဖြစ်နေမချင်းကပ်ဘူးပေးလိုက်ရတဲ့ဂိုးမှာဆိုရင်ပထမကိုချာကီလက်ခေါ်ပြီးတော့ AR ထဲကိုဝင်လာတဲ့အချိန်မှာသူ့ရဲ့ညာချီလေးနဲ့ဖြတ်ပိတ်လို့ရတဲ့ဟာကိုညာချီနဲ့ဖြတ်မပိတ်ဘူးဖြတ်မပိတ်ဘဲနဲ့6ရောက်ကိုညာချီလေးကိုဒူးယူအောက်ချပြီးတော့ဖြတ်တာတော့ချာကီကသူ့ဘေးနားကပဲကြော်တက်ပြီးတော့ဂိုးသွင်းလိုက်တယ်အမှတကိုးပေးလိုက်ဒုတိယဂိုးကတော့တော်တော်လေးကိုသူ့ရဲ့စိတ်ခံစားမှုတွေမြင့်တက်တယ် concentrate ဘယ်လောက်ထိဖြစ်လဲမဖြစ်ဘူးလဲဆိုတော့တစ်တာလုံးအကြီးသွားတယ်ဒုတိယဂိုးမှာဆိုရင်ဟာလန်ကိုသူဘလုံးကတ်ထားတယ်ဟာလန်ကိုဘလုံးကတ်ထားတဲ့အချိန်မှာအောက်တော့ပုံစံချင်းဖြစ်နေတယ်တကယ်ဆိုရင်ကိုအသင်းရဲ့ဘောလုံးကဟိုဘက်ချမ်းမှာရှိနေညာဘက်ချမ်းမှာရှိနေ तू ကဟာလန်ရဲ့ရှေ့ကနေဘောလုံးပိတ်ထားမှာဟာလန်ရှေ့ကနေဘောလုံးပိတ်မထားဘဲနဲ့ဟာလန်ကိုနောက်ကိုရောက်နေဟာလန်ကိုအင်ဂျီတွေသွားဆွဲနေဟာလန်ကသူ့အင်ဂျီကိုဆွဲပြီးတော့ဟာလန်ကတတရပဲဂိုးတင်သွားတယ်ဒီလိုမျိုးစိတ်ခံစားမှုတွေကိုအခုလာမဲ့ပွဲစဉ်တိုင်းမှာဒီလိုမျိုးဖြစ်နေလို့မရဘူးကစားသမားတွေအကုန်လုံးနဲ့ဒီနောက်တန်းတွေခံစစ်တွေနဲ့တွင်းဝက်ရှိနဲ့ကွင်းလယ်နဲ့ချိတ်ဆက်မိနဲ့တိုက်စစ်နဲ့ချိတ်ဆက်မိနဲ့တင်းဝက်ရှိနဲ့ကစားပြီးတော့အနိုင်ယူဖို့လိုအပ်တယ်ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ကျွန်တော်အသင်းလက်ပြနှုတ်ဆက်ပြီးတော့ပရီးမီးယားလိကိုဒီနေ့လည်းဒုတိယလူအဖြစ်နဲ့ဖြစ်သွားနိုင်တယ်။နယူကာဆယ်ကိုချက်ကြည့်မယ်ဆိုရင်နယူကာဆယ်ကလည်းအာဆင်နယ်နဲ့အတူပဲနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုရင်4ပွဲတောင်ရှုံးနေထားတယ်။ချယ်ဆီတစ်ပွဲကိုပဲသူတို့ 0-1 နဲ့အနိုင်ယူထားတယ်။ဘာစီလိုနာဆိုရင်7-2နဲ့တောင်ရှုံးထားတယ်။ဆန်နာလန်ဆိုရင်1-2နဲ့ရှုံးတယ်။ခရစ္စတယ်ပဲလေးကို2-1နဲ့ရှုံးတယ်။ဘုံမောက်ကိုလည်း1-2နဲ့ရှုံးထားတယ်။အဲ့တော့နယူကာဆယ်ကလည်းဒီချိန်မှာဆိုရက်လက်တွေမကောင်းနေဘူးချန်ပီယံလိဝင်ခွင့်လည်းမရရှိနိုင်တော့ဘူးယူပါလိဝင်ခွင့်နဲ့ကွန်ဖရင့်လိတွေဝင်ခွင့်လည်းမရရှိနိုင်တော့ဘူးတန်းစင်းရဖို့ကလည်းမဖြစ်နိုင်ဘူးဒီအတွက်ကြောင့်နယူကာဆယ်ကဒီပွဲမှာဆိုရင်ဘာမှမျှော်လင့်ချက်ကြီးမားတော့မရှိဘူးဒါပေမဲ့သူ့ရဲ့ဂုဏ်သိက္ခာပိုင်းအရာအာဆင်နယ်ကိုအသိင်းတသိင်းဖြစ်တဲ့အတွက်သူကအင်တိုင်းအားတိုင်းတော့အာဆင်နယ်ကိုကစားနိုင်တယ်။ကံကောင်းတာကဂေါ်ဒန်တို့မပါဘူးဂျိုလန်တို့မပါဘူးဂျိုလန်ဆိုရင်အနီကတ်နဲ့ပွဲပယ်ထားတယ်ဂေါ်ဒန်ဆိုရင်ဒဏ်ရာရရှိတာတယ်ဒီအတွက်ကြောင့်အာဆင်နယ်ကဒီပွဲမှာတော့အရန်ကြီးတော့စိုးရိမ်စရာမရှိဘူးလို့ကျွန်တော်မြင်တယ်။ဟတ်တူဟတ်နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုရင်အာဆင်နယ်က3ပွဲနိုင်ပြီးတော့နယူကာဆယ်က2ပွဲနိုင်ထားတယ်တရေကြမထားဘူးဒီအတွက်ကြောင့်အာဆင်နယ်ကအနိုင်ရရှိမယ်လို့မျှော်လင့်လို့ရတယ်။ကဲနောက်ဆုံးအနေနဲ့အာရှပေါက်ကြီးကိုတစ်ချက်ကြည့်မယ်။အာဆင်နယ်ကတလုံးကို90ရှုံးပေါက်ထားတယ်တလုံးကို90ရှုံးပေါက်တဲ့အတွက်ကြောင့်ကြေးအရာပြောမှဆိုရင်အာဆင်နယ်ကရလက်တွေအရန်ကြီးစိုးနေတာတော့မှကြေးရပြင်းနေတယ်နယူကာဆယ်ကိုကြည့်မယ်ဆိုရင်နယူကာဆယ်ကစိုးစိုးဝါးတွေဖြစ်နေတယ်ဂိုးပေါင်းကြေးဆိုရင်3လုံးတရေလို့ပေါက်ထားတယ်ဒီအတွက်ကြောင့်အာဆင်နယ်ကတော့ကျွန်တော်အမြင်မှာ3-1နဲ့နိုင်ရရှိသွားမယ်လို့တော့ကျွန်တော်မြင်တယ်ညီကူတို့ရောဒီဘက်မှာအာဆင်နယ်နိုင်မယ်လို့မြင်လားဘယ်လိုမြင်ကြလဲညီကူတို့ရဲ့အမြင်လေးကိုလည်း comment မှာရေးသွားကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်